တို့ယမင်းမှာယမင်းအခုကလောကိုသွားနေရဖြစ်ပါတယ်။ယမင်းကဒီနေ့ပေါ့နော်ကလောကိုရောက်နေတာဘာလာလို့လဲဆိုရင်တော့ New Year ကိုတောင်ပေါ်မှာကြိုဖို့ပါ။တောင်လဲဆိုတော့အရှင်းပြနောက်မြေတောင်ကိုသွားတက်မှာဖြစ်ပါတယ်။အားလုံးပဲချက်လောက်လိုက်ခဲ့ပေးကြအောင်နော်။တက်တာပါ။ကပြည့်ရပေါ့နော်အိမ်မဲကိုသွားနေရဖြစ်ပါတယ်အခုဒါအောင်မန်းရောက်ပြီပေါ့နော်အောင်မန်းကနေပြီးတော့အဲ့ရွာလေးဆက်သွားရမှာဖြစ်ပါတယ်ဒီပထမရက်မှာပေါ့နော်ယမင်းတို့ဒီပင်းရမြို့မှာရှိရဲ့ဒီရှမ်းရိုးရာစက်ကူလုပ်တဲ့ဒီရက်ကန်စက်ကူလုပ်တဲ့နေရာလေးကိုယမင်းတို့အရင်ပို့ပေးရပေါ့နော်အဲ့ဒီမှာပြီးတော့ယမင်းတို့ကငွေပင့်ကူထွေးဆိုင်မှာနေ့လည်စာစားပါတယ်အခုယမင်းတို့ထမင်းစားပြီးတော့မှယမင်းတို့အိမ်မဲ့တန်ခင်းမြောင်ရွာလေးကိုသွားဖို့တက်ယမင်းတို့ထွက်လာခဲ့ရဖြစ်ပါတယ်ယမင်းတို့ကားပြောင်းစီးရပါတယ်ဘာလို့လဲဆိုတော့လမ်းလေးကျန်းတာဖြစ်တဲ့အတွက်ဒီလိုမျိုးကားနဲ့ယမင်းတို့တောင်ပေါ်ရွာလေးကိုသွားမှာဖြစ်ပါတယ်ဆမ်းမဖုန်းအားထူလို့မှဒီလိုပုံစံနဲ့လာခဲ့နိုင်45မှာအိမ်မဲ့ရွာအိမ်ကိုရောက်ပြီပေါ့နော်အခုအထုပ်တွေချပြီးတော့ဒီနေ့ဒီရွာမှာတညအိပ်ပြီးတော့မနေ့ကကျမှပဲတောင်ပေါ်ဆက်တက်မှာဖြစ်ပါတယ်45မှာတဲမဲ့ရွာအိမ်ကိုရောက်ပါပြီ Hi ရောဆန်ကြလို့ရှိတယ်။ဒါလေးရောဆက်ပတ်ကြည့်တယ်။အဲ့ဒီညဆောက်စားနေတယ်နော်။ဒီနေ့ပလန်ကတော့တက်လာတယ်။ယမင်းတို့ရွာမှာရွာအိမ်လေးမှာခဏနားရပေါ့နော်။နားပြီးတော့အခု soft trekking လိုပုံစံမျိုးတွားရင်းနဲ့ရွာကိုရှောက်ပတ်မှာဖြစ်ပါတယ်။အခုကလေ cherry ပန်းပွင့်နေရသည်ဆိုတော့လေဒီရှမ်းပြည်ရောက်လာတော့နေရာတိုင်း cherry ပင်တွေ့နေရလို့ဖြစ်တယ်ပေါ့နော်အခုဒါဆိုရင်လည်းတတော်လုံးတစ်တောင်လုံး cherry ပင်တွေပန်းရောင်တန်းနေရပေါ့နော်အစိမ်းရောင်နဲ့ပန်းရောင်လေးဆိုတော့လှနေရောစာတင်ကျောင်းကလေဘုန်းကြီးကျောင်းနဲ့လေတဝင်းသေးဆိုတော့ကလေးတွေကအပြည့်ပဲအိမ်မပြန်မနဲ့သူတို့စော့နေကြယမင်းတို့အခုညစာစားပြီးတော့မှဒီမီးလုံကြရပေါ့နော်ရာဇီယာလက်ဆောင်ပေးတဲ့ခွက်လေးနဲ့ပေါ့နော်ပြီးတော့ရင်းနဲ့အချင်းချင်းမိတ်ဆက်ချပြီးတော့ဒီအိယာဝင်ကြပါတယ်အခုနေ့6:40ပါတောင်စားတက်ပါမယ်ဒီတဲရရွာမှာနေ့စာစားပြီးတော့အကုန်လုံးအခုစားတက်ပါပြီလမ်းတစ်ချောင်းရှိကလေးပြပြီနော်တစ်ချက်လောက်လိုက်ကြည့်ပေးခဲ့ကြအောင်အခုဒီကနေသွားပြီးတော့မှလို့သွားပြီးတော့ဟိုမှာကိုမြင်နေရပါအဲ့ဘက်အထီကိုဆက်ပြီးရှောက်ရမှာဖြစ်ပါတယ်ခေါကမနေ့9 နာရီခွဲပဲရှိသေးရပေါ့နော်ရွာနေစတက်ကလေးနဲ့ထောက်လျှောက်ပေါ့နော်တောက်လျှောက်အတက်ဖြစ်နေရပါအတက်ဖြစ်ပြီးတော့အခုကနည်းနည်းမြေပြည့်နေရနားလေးရောက်ခဲ့ပြီโอเคထပ်တွေ့မယ်နော်အခုဒီလိုပေါ်လန်တိုင်းလာခဲ့ရပါတော့လာခဲ့ပြီးတော့အခုဒီလိုတော်လန်တိုင်းပြန်နေမှာဖြစ်ပါတယ်ဒါအခုတောလန်တောက်ချောက်လာခဲ့တာဒီနားမှာဆိုတော့လမ်းလေးနည်းနည်းတော့စိုးရပေါ့နော်ဒါပေမဲ့တက်လို့အဆင်ပြေပါတယ်ဟိုဆိုးရတော့မဟုတ်ဘူးအဘေးဒီဘက်ကိုဆက်သွားမှာဖြစ်ပါတယ်ပြီးရင်တော့လင်းမြင်ရောက်မယ်ထင်တယ်ဟိုအပေါ်မှာဒီအပေါ်မှာလင်းမြင်တော့မြင်နေရပြီအဲ့ဒီလင်းမြင်စီသွားနေရဖြစ်ပါတယ်6 နာရီနဲ့ရှောက်လာအခုမနေ့9 နာရီမှာဒီတာဝါတိုင်းကိုတောက်ပါပြီအခုလည်းတစ်ပြက်နားမယ်ပေါ့နော်အဲ့ဒါပြီးမှပြန်ဆက်တက်မှာပြပါတယ်
လွင်ပြင်ကြီးကိုဖြတ်ပြီးတော့ဆက်လျှောက်လာဖြစ်ပါတယ်နောက်ထပ်ခမန်းကြီး2 နာရီတော့မဟုတ်3 နာရီလောက်တော့ဆက်လျှောက်ရမယ်လို့ထင်ပါတယ်ဟိုအဲ့လမ်းတိုင်းလျှောက်လာတာလမ်းတစ်လျှောက်ပေါ့နော်ဒီလိုတောင်စလက်ပင်တွေအများကြီးရှိရပေါ့နော် ဒီရဲ့အရှိမြင်နောက်မြင်ဆိုတဲ့အတိုင်းပဲပေါ့နော်ဒီဘက်တစ်ချောင်းကိုကြည့်လိုက်ရှင်ပင်နီယာမျိုးတွေနဲ့ဒီလိုတိမ်တွေဖုံးတွေနဲ့ရှုပ်ခင်းမြင်ရပြီးဒီဘက်တစ်ချမ်းကိုကြည့်လိုက်ရင်လုံးဝတောင်တွေတောင်တန်းတွေနဲ့ပဲတီးတဲ့မြင်ရမှာပေါ့နော်ရှုပ်ခင်းရတယ်လုံးဝတအားလာတလားဒီဖုံးထဲမှာရိုက်တာတိတ်မပေါ်ဘူးအဲ့ဒီရှုပ်ခင်းလေးတွေကလေတောင်စလက်ပင်တွေအောက်မှာနီးလေးစားစားရတယ်ပေါ့နော်ဒီမှာခဏနားပြီးတော့မှဆက်လျှောက်မှာဖြစ်ပါတယ်ဒါအခုပေါ့နော်တောင်စလက်တွေစပွင့်တဲ့အချိန်ဆိုတော့ဒီတောင်စလက်တွေတော်တော်များများမြင်နေရတယ်ပေါ့နော်သူကတောင်ထိပ်ရောက်ခါနီးမှာတောင်စလက်ပန်တွေပုံမြင်ရတယ်ပေါ့နော်ဒီတောင်နဲ့နှိမ့်တဲ့အပိုင်းတွေမှာကျတော့အပင်တွေရှိပြီးမှအပွင့်တွေကတော့တိတ်မပွင့်နေဘူးပေါ့နော် သမင်းစားနာပြီးတော့ခုတောင်စလက်တော့နေဖြတ်ပြီးတော့နောက်ထပ်1 နာရီလောက်ဆက်လျှောက်ရမှာဖြစ်ပါတယ်တောင်စလက်တော့ထဲမှာဖြစ်ပါတယ်အဲ့ဒါနေဆက်လျှောက်ရမယ်လောရပါမှာတောင်စလက်တော့တစ်ခုလုံးကိုဖြတ်ပြီးတော့အခုအပေါ်ကနေမြင်ရတဲ့မြင်ကွင်းပေါ့နော်။ဒါဒီလိုမျိုးဒီကနေအဲ့လိုမျိုးတက်ခဲ့ရတာအပေါ်ကိုလေတက်ခဲ့ပြီးတော့ဒီလိုရှိကမျိုးမြင်ရပါတယ်။ဒါဆိုလည်းဒီကတော်လုံးအဲ့ဒါတောင်စလက်တွေပါကြီးပဲအကုန်လုံးတောင်စလက်တွေပဲခုတောင်ပေါ်ကိုရောက်ပြီပေါ့နော်။တဲ့ထုတ်ကူနေရတောင်ပေါ်ကိုလမ်းလျှောက်တက်ခဲ့တာရမင်းတို့လျှောက်တဲ့နှုန်းကတော့6 နာရီခွဲပေါ့နော်ပုံမှန်ဆိုတော့သူကတော့9 နာရီလျှောက်ရမယ်လို့ပြောထားတယ်ဒါပေမဲ့ရမင်းတို့ကတော့6 နာရီခွဲနဲ့တောင်ပေါ်ရောက်ခဲ့ပါပြီအဲ့ဒါနဲ့ team ကိုတက်လေးထုတ်ကူနေတာအဲ့ဒါပြီးလို့ရှိရင်နားမယ်ပေါ့နော်ဒီဘက်ချမ်းတော့တောင်ကြီးတော့မမြင်ရဘူးပေါ့နော်ခဏတောင်ပေါ်မှာခဏနားရယ်ပေါ့နော်တက်ထဲမှာနားပြီးတော့မှအခုကဒီအမြင့်ဆုံးတောင်ထိပ်ရှစ်မြင့်တောင်မြင်ရဲ့အမြင့်ဆုံးတောင်ထိပ်ဆိုရဲတောင်ကုန်းလေးမှာလာပြီးတော့မှဖူတိုရှစ်တင်ဝင်နေရဖြစ်ပါတယ်နောက်25ရဲ့နောက်ဆုံးနေဖြစ်ပါတယ်ကဲအခုကတော့2025ရဲ့နောက်ဆုံးနေဝေချိန်လေးကိုထိုင်ကြည့်နေတာဖြစ်ပါတယ်Hello 2026 Happy New Year ပါအခုဒါကတော့2026နှစ်တည်းရဲ့ပထမဆုံးနေထွက်ချိန်လေးဖြစ်ပါတယ်အခုရမင်းတို့မနေ့အစောကြီးထားပြီးတော့မှဒီနေထွက်ချိန်လေးကိုထိုင်ကြည့်ရပေါ့နော်ဒီတောင်ကုန်းပေါ်ကနေပြီးတော့နေထွက်ချိန်လေးကိုကြည့်တယ်coffee လေးတောက်တယ်မနေ့စာလေးစားရပေါ့နော်အားလုံးကလေဒီ2026ရဲ့ပထမဆုံးနှစ်တည်းမှာတောင်ပေါ်မှာပေါ့နော်ဒီလိုလေးဖြတ်တန်းရတဲ့ခန်းစားချက်ကဘာနဲ့မှမတူဘူးပေါ့နော်အကုန်လုံးပေါ့နော်နှစ်တည်းမှာပျော်ရွှင်ကျန်းမာပြီးတော့ဝင်ငွေတွေလည်းနှစ်ဆတိုးကြပါစေပေါ့အားလုံးပဲ Happy New Year ပါဒီနေ့ကတော့2026 January 1 ရက်နေ့ဖြစ်ပါတယ်အခုရှင်းမြင်နောက်မြင်တောင်ပေါ်ကနေပြန်စင်းဖို့ပြင်ဆင်နေပါပြီဒီနေ့ကထူးထူးခြားပြတ်သွားအောင်တောင်ပေါ်မှာနှစ်တစ်လာကြိုးပါနောက်နှစ်တစ်လည်းတောင်ပေါ်အများကြီးတက်ရပါစေလို့ဆုတောင်းပေးတယ်ပါနော်ဒါကြရွာအဖွဲဒီမှာပေါ့နော်ကျိုးရှုခင်းနေကြလားအိုးဒီလိုမျိုးရှုခင်းနေမြင်ချင်တော့ရှင်းမြင်နောက်မြင်တောင်ကိုလာကြွိုင်းကြနော်ဟုတ်ကဲ့တတာပါမနေ့8 နာရီခွဲပေါ့နော်
ရှင်နိုင်ခွဲတောင်မွားနေပြန်ဆင်းပါတယ်ခုတောင်မွားနေစဆင်းပြီပေါ့နော်ရွာဟို7 နာရီရောက်မယ်ပြောတယ်ကဲအခုရှင်းပြနေပြီတောင်မွားနေဆင်းခဲ့ရပါတော့လမ်းလျှောက်တာ3 နာရီခွဲအကြာမှာတာဝါလိုင်ကုန်းကိုရောက်ပါပြီ7 နာရီကျော်15ပေါ့နော်အဲ့လောက်မှာတာဝါလိုင်ကုန်းကိုရောက်ပါတယ်ရွာအိမ်ကိုပြန်ရောက်ပြီပေါ့နော်အစင်းကတော့စုစုပေါင်းရင်မင်းတို့လမ်းလျှောက်တဲ့နှုံးလေးဆို9 နာရီရောဆင်းခဲ့ရတယ်9 နာရီဆင်းခဲ့ရပါတော့ခုပြတောက်ပြန်ကိုတက်ချင်ဗာပြောချင်လဲဆိုတော့training မရှိရင်တော့မတက်ဖို့ပြောချင်ပါတယ်ဒီရှိတမားကြီးဆိုရင်တော့လည်းပိုပင်ပန်းမယ်ပေါ့နော်ရင်မင်းတို့ training ရှိတဲ့လူတွေတောင်မှလည်းပင်ပန်းတယ်ပေါ့နော်အားကြောင့်ပေါ့ကဲအခုတော့ရှင်းပြနောက်မြင်တောင်အမြင့်မေ9,952 ပေရှိအမြင့်ကို New Year မှာတော့တက်ခဲ့ရအခုခင်းစီပြီးဆုံးသွားပါပြီခုရွာအိမ်ကိုရောက်နေရရွာအိမ်မှာနားပြီးတော့မှဒီလက်စားသားကြီးချုံပြီးတော့ကလောပြန်มาဖြစ်ပါတယ်အားလုံးပဲတတပါနောက်ထပ် vlog တက်လေးမှာထပ်တွေ့ကြပါတော့